ညာတန်းကောင်မှာသာပေါ်လာတဲ့လူအပိုင်းတူအချိန်ရဲ့လက်ပတ်မှုခင်မောင်လွင်ရက်နေတဲ့နေရာမှာပဲအေးခဲပါလို့ဖြစ်နေတယ်တကားကတဖြည်းဖြည်းဖွင့်လာပြီးအခန်းထဲကိုလူတယောက်ဝင်လာတယ်မီးရင်ဟောင်းကအလင်းပြော့ပြော့ထွာနေတယ်အလင်းကသူ့မျက်နှာပေါ်ကိုတဖြည်းဖြည်းကျလာတယ်အဲ့ဒီအချိန်မှာခင်မောင်လွင်ရဲ့နှစ်လုံးခုန်စမ်းကအယမ်းမြန်လာတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီလူရဲ့မျက်နှာကတူနဲ့တူနေတယ်မင်းကလေးကခင်မောင်လွင်ဘေးမှာတိတ်တိတ်ရနေတယ်သူမမျက်လုံးတွေမှာကြောက်စိမ့်နဲ့စိုးရိမ်မှုတွေပေါင်းနေတယ်အဲ့ဒီလူတဖြည်းဖြည်းရှေ့ကိုလှမ်းလာတယ်ပြီးတော့ပြုံးလိုက်တယ်နောက်ဆိုးတော့မင်းရောက်လာပြီပေါ့အတန်ကတိတ်တိတ်ပဲဖြစ်ပြီးမြအခန်းထဲမှာအပြည့်ကြားရတယ်ခင်မောင်လည်းမေးလိုက်တယ်မင်းဘာကြည့်လဲအဲ့ဒီလူမျက်လုံးနဲ့နဲ့ကြည့်ပြီးပြောလိုက်တယ်ငါကမင်းပဲခင်မောင်လည်းခေါန့်ခါလိုက်တယ်မဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ဒီလူအေးအေးဆေးဆေးပြောလိုက်တယ်မင်းယုံဖို့ခက်မဲဆိုတာငါသိတယ်ဒါပေမဲ့ငါကမင်းရဲ့အနာဂတ်အခန်းထဲမှာတိတ်ဆိတ်သွားတယ်မင်းကလေးကခင်မောင်လင်းဘတ်ကိုလဲပြီးအမြန်ပြောလိုက်တယ်သူ့စကားကိုမယုံနဲ့ဒါပေမဲ့အဲ့ဒီလူတိတ်တိတ်ရဲလိုက်တယ်မင်းအများတန်းဒီလိုပဲပြောတာပဲမင်းကလေးမျက်နှာတင်းသွားတယ်တိတ်ခင်မောင်လင်းမေးလိုက်တယ်ဒါတွေဘာတွေဖြစ်နေတာလဲအဲ့ဒီလူအခန်းထဲရန်ပေါ်ကပုံတွေကိုလက်ညှိုးပြလိုက်တယ်မင်းအဲ့ဒီပုံတွေကိုမြင်ပြီးပြီလားမြင်တယ်အဲ့ဒီလူတွေဘယ်လိုဖြစ်သွားလဲဆိုတာသိလားခင်မောင်လင်းတိတ်နေတယ်အဲ့ဒီလူဆက်ပြောတယ်သူတို့ဒီရွာကိုရောက်လာခဲ့တယ်အဲ့ဒီနောက်သူတို့ထွက်မသွားနိုင်တော့ဘူးမင်းကလေးကအမြန်ပြောလိုက်တယ်ဒါမမှန်ဘူးအဲ့ဒီလူခေါင်းညိလိုက်တယ်ဟုတ်တယ်မမှန်ဘူးဘာကြောင့်လဲဆိုတော့သူခင်မောင်လင်းကိုတိုက်ရိုက်ကြည့်ပြီးပြောလိုက်တယ်သူတို့ထွက်သွားနိုင်ခဲ့တယ်ခင်မောင်လင်းအားတင်းသွားတယ်ဘာဒါပေမဲ့တခုတော့ရှိတယ်ဘာလဲတယောက်တော့ကြမ်းကြီးခဲ့ရတယ်အခန်းထဲကလေကအနှင်းငယ်အေးလာဆိုတော့ခံစားရတယ်ခင်မောင်လင်းမဲလိုက်တယ်ဘာကြောင့်လဲအဲ့ဒီလူတိတ်တိတ်ပြောလိုက်တယ်ဒီရွာကိုထိန်းထားဖို့ဒီရွာကတဘာဝအတိုက်ပေါ်လာတာမဟုတ်ဘူးဒီရွာကအချင်းရဲ့လှဲ့ပတ်မှုထဲမှာပိတ်မိနေတဲ့နေရာမင်းကလေးကခင်မောင်လင်းကိုတိတ်တိတ်ပြောလိုက်တယ်သူ့စကားကိုမယုံနဲ့ဒါပေမဲ့ခင်မောင်လင်းအနေငယ်စိတ်ဝင်စားလာတယ်အချင်းလှဲ့ပတ်မှုဆိုတာဘာလဲအဲ့ဒီလူနေရန်ဘော်ကနာရီဟောင်းတစ်လုံးကိုပြတယ်နာရီက12နာရီမှာပဲရက်နေတယ်ဒီရွာမှာအချင်းကမနေ့12နာရီကစပြီးမနေ့မလင်းကင်ပြန်စတယ်အချင်းကစက်ကွိုင်းလို့လှဲ့နေတယ်ခင်မောင်လင်းတိတ်သွားတယ်ဒါဆိုဒီရွာတဲ့လူကြီးသူတို့အမြဲတမ်းဒီညထဲမှာပဲရှိနေတယ်မင်းကလေးအတန်းနစ်နဲ့ပြောလိုက်တယ်ငါလဲခင်မောင်လင်းသူမကိုကြည့်လိုက်တယ်မင်းဘလောက်ကြာပြီဒီမှာမင်းကလေးခဏစဉ်းစားလိုက်တယ်ပြီးတော့အနှဲငယ်ရဲလိုက်တယ်ငါမမှတ်မိတော့ဘူးနှစ်တွေဆယ်စုတွေအချိန်တွေအားလုံးပျောက်သွားပြီအဲ့ဒီအချိန်မှာအဲ့ဒီလူဆက်ပြောတယ်ဒါပေမဲ့မင်းဒီမှာမပိတ်မိချင်ဘူးဆိုရင်မင်းမရွေးချယ်စရာရှိတယ်ဘာရွေးချယ်စရာလဲအဲ့ဒီလူပြုံးပြီးပြောလိုက်တယ်ဒီရွာကိုထိမ့်မလားဒါမှမဟုတ်သူအတန်းနှိမ့်ပြီးပြောလိုက်တယ်ဒီရွာကိုဖျက်မလားမင်းကလေးချက်ချင်းပြောလိုက်တယ်မလွတ်နဲ့ဘာကြောင့်သူမမျက်လုံးအပြည့်စိုးရိမ်မှုနဲ့ပြောလိုက်တယ်ဒီရွာကိုဖျက်ရင်ဒီရွာထဲမှာပိတ်မိနေတဲ့လူတွေအားလုံးသူမအတန်းနှိမ့်သွားတယ်ပျောက်သွားမယ်ခင်မောင်လင်းစိတ်ထဲမှာတင်းတင်းသွားတယ်အဲ့ဒီအချိန်မှာပဲအပြင်ကလေတိုက်တန်ကြားရတယ်ပရင်းပေါက်ကနေအလင်းနဲ့ဝင်လာတယ်မင်းကလေးမျက်နှာဖြူသွားတယ်မနဲ့လင်းတော့မယ်အဲ့ဒီလူတိတ်တိတ်ပြောလိုက်တယ်မင်းမအချိန်နဲ့ပဲကြံတယ်ခင်မောင်လင်းပရင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တယ်ရွာထဲကမီးရိမ်တွေတဖြည်းဖြည်းမိန်သွားတယ်လမ်းတွေအရိပ်ထဲဝင်နေတယ်အိမ်တွေတဖြည်းဖြည်းပျောက်နေသလိုဖြစ်လာတယ်ခင်မောင်လင်းရင်ထဲမှာမတတ်တာဘူးဒါဆိုငါဘာလုပ်ရမလဲမင်းကလေးသူ့ကိုတိတ်တိတ်ပြောလိုက်တယ်မင်းဒီရွာရဲ့အစကိုရှာရမယ်ဘဲမှလဲသူမလက်ညှိုးနဲ့တောင်ကြားဘက်ကိုပြတယ်ရွာအလဲမှာရှိတဲ့ခေါင်းလုံးတိုင်အဲ့ဒီနေရာမှာဒီရွာစတယ်အဲ့ဒီလူအနှင်းငယ်ရဲလိုက်တယ်ဟုတ်တယ်ဒါပေမဲ့မင်းအဲ့ဒီနေရာကိုရောက်ရင်သူမျက်လုံးနဲ့နဲ့ကြည့်ပြီးပြောလိုက်တယ်မင်းနောက်ဆုံးဆုံးဖြတ်ချက်ချရမယ်ဘာဆုံးဖြတ်ချက်လဲအဲ့ဒီလူပြုံးပြီးပြောလိုက်တယ်ဒီရွာရဲ့နောက်ထပ်ကာကိုတွေကိုဖျက်မလားဒါမှမဟုတ်သူတိတ်တိတ်ပြောလိုက်တယ်ဒီရွာကိုအဆုံးတတ်မလားအဲ့ဒီအချိန်မှာပဲအပြင်ကနေခေါင်းလောင်းကြီးတန်ထွက်လာတယ်ဒုံဒုံဒုံရွာထဲကအရာရအလုံးတစ်ချက်ထဲတိတ်သွားတယ်ခင်မောင်လေးနားထဲမှာအဲ့ဒီအတန်ပဲပြန်ထွက်နေတယ်မင်းကလေးတိတ်တိတ်ပြောလိုက်တယ်အချိန်မကြာတော့ဘူးခင်မောင်လင်းသူ့တို့နေအောက်ကိုကြည့်လိုက်တယ်ပြီးတော့တကားဘက်ကိုလှည့်လိုက်တယ်သူ့ရဲ့ခြေတွေတဖြည်းဖြည်းရွာအလဲဘက်ကိုရှောက်သွားတယ်ဒါပေမဲ့သူမသိသေးတာတစ်ခုရှိတယ်ခေါင်းလောင်းတိုင်အောက်မှာသူ့ကိုစောင့်နေတဲ့အရာတစ်ခုရှိနေတယ်